ဒါကတော့လူတွေပါဇက်ဖြားမှာပြောနေတဲ့မိုင်းလာဆိုတဲ့မြို့ကြီးပါဗျာမိုင်းလာမြို့ပဲဒါမိုင်းလာမြို့ဒီဖျားပေါ်ကနေပေါ့ရွှေတကုံစီတီပေါ်ကနေပြီးတော့မိုင်းလာမြို့မှာရှိတဲ့ရွှေကုံစီတီပေါ်ကနေပြီးတော့လှမ်းပြီးတော့မိုင်းလာမြို့ကိုရိုက်ထားတာဒီဖျားပေါ်ကနေဆိုလို့ရှိရင်လေးပဲလေးလမ်းရှုခင်းနေလည်းတော်တော်ကောင်းတယ်ဒါတော့ရွှေတကုံဖျားမိုင်းလာမှာရှိတဲ့ရွှေတကုံဖျားအတွန်းထဲမှာဆိုရင်ဖျားအတွန်းထဲမှာဆိုလို့ရှိရင်ဒီသာသနာပြုမှတ်တမ်းတွေရှိတယ်ဒီအရှင်အာရဟံသာသနာပြုဆိုတဲ့မှတ်တမ်းတွေရှိတယ်နောက်ပြီးတော့ဒီမြန်မာပြည်ရဲ့အထင်ကရတိုင်းဒေသကြီး9ခုရဲ့ပြည်နယ်9ခုကဒီအထင်ကရဖျားတွေအတွန်းထဲမှာလည်းဒီပကြီးဆွဲထားတာဖျားရဲ့ဒီပြင်ဘက်မှာလည်းဒီဇတ်တော်ကြီး10ဘွဲ့ရဲ့ဖြစ်တော်စဉ်တွေကိုလည်းဒါဒီလိုမျိုးခုလို့ပုံနဲ့ဆွဲပြတာပေါ့နော်ဖျားအတွန်းထဲမှာလည်းဒီအမွှေးတိုင်းတွေဖျောင်းတိုင်းတွေမထွန်းရပဲနဲ့ဒီအောက်ဇေဒီခြေတော်ရင်းကဒီနေရာတွေမှာပဲဖျောင်းတိုင်းတို့ဘာလို့ထွန်းရအမွှေးတိုင်းတို့ဒီဖျားအတွန်းထဲမှာတော့လုံးဝထွန်းမပေးဘူးဒီလေးဘက်လေးလမ်းတော့တကယ်ကိုလှတယ်တောင်တန်းနေနဲ့ဒီတောင်တန်းမိုင်းလာမြို့ရဒီတောင်တန်းနေကြတဲ့မှာဒီစောက်ထားတာရာသီဥတုကတော့ဒီအမြဲတမ်းမိုးရွာတာဆိုတော့ဒီလိုမျိုးမိုးမရွာတဲ့အချိန်နေထွက်နေတဲ့အချိန်ဆိုတာတော်တော်လေးကံကောင်းနေပေါ့နော်ဒါအတွန်းနဲ့ဖျားပုံဒါလေးဘက်လေးလမ်းရှိတယ်လေးဘက်လေးလမ်းအပေါက်ရှိတယ်ဒါတော့အပေါ်ဒီမှာဒါကချင်ပြည်နယ်ရှိတူကြီးဖျားဒီဘက်ကကရင်ပြည်နယ်ဒါတော့ကရင်ပြည်နယ်တူကြီးဖျားလေးဒါချင်းပြည်နယ်ရှိတူကြီးဖျားလေးဒါတော့အရှင်အရဟံသာသနာပြုမှတ်တမ်းတွေပေါ့နော်ဒီဘက်ကစကိုင်းတိုင်းတကူကြီးဖျားတွေဒါတနင်္သာရီတိုင်းရှိတကူကြီးဖျားတွေဒါပဲခူးတိုင်းရှိတဲ့ဒီတဲမှာအတွန်းထဲမှာဆိုရင်တိုင်း9တိုင်းပြည်နယ်9ခုကရှိတဲ့အထင်ကရနေရာတွေအဓိကတော့ဖျားတွေပေါ့အထင်ကရနေရာတွေထည့်ပေးထားတယ်နားတော့ဖျားလေးဘက်လေးလံတော့မှဒီမုတ်ပေါက်တွေရှိအဝန်းပေါက်တွေရှိတယ်နောက်ပြီးတော့အပေါက်တစ်ခုစီကနေတက်ပြီးတော့မြင်ရဖျားပုံတွေဖျားစီဒီစင်တုတစ်ခုရှိနေပါတော့လေးဘက်လေးလံဖျားစင်တုတွေထားတာတယ်အပေါ်မှာလည်းတက်ပြီးတော့ကြည့်လို့ရတယ်ဒါအပြင်ဘက်ကမြင်ရတဲ့မိုင်းလာမျိုး